Hi, welcome to English Grammar in Use. The Unit 2 of English Grammar in Use is about present simple. Present simple ko balu cheni balu monza myu ne taw jam le sura ko di video li ma ni la jame. Let's look at this example first. What is he doing? He's in the bed. Alex is a bus driver, but now he is in bed asleep. He's not driving a bus. လက်ရှိအခြေအနေကိုပြောရမယ်ဆိုရင်သူကကားမောင်းမနေဘူးအိတ်နေတယ် but သူ့ရဲ့ work သူ့ရဲ့ job က bus driver ကားမောင်းတဲ့ကိစ္စဒီသူနေ့တိုင်းအမြဲတမ်းလုပ်နေတဲ့ကိစ္စပါအဲ့အတွက်ကြောင့် present simple ကိုသုံးပါတယ်အဲ့တော့ present simple ကို generally ရေဘူးရအဖြစ်မှန်ကန်တဲ့လုပ်နေကြဖြစ်နေကြကိစ္စတွေကိုပြောတဲ့အခါမှာရေးတဲ့အခါမှာသုံးပါတယ်အဲ့တော့ present simple သုံးတဲ့အချိန်မှာဆိုရင်လည်းပဲ subject verb agreement ကိုယူဆိုင်ရမယ် for the plural subject I we you they ဒါမှမဟုတ် subject အများကြီးတွေအတွက်ဆိုရင် drive work do လို့မျိုးဘာမှ st est မပါတဲ့မူရင်း verb ကိုသုံးပေးရမယ် for the singular subjects like he she it ဒါမှမဟုတ်တစ်ယောက်တည်းအတွက်ပေါ့နော်အဲ့ဒါဆိုရင် drives works does ဒီလိုမျိုး verb တွေမှာ est တွေပေါင်းပြီးတော့သုံးပေးရပါမယ်ဒါအရေးကြီးတယ်เนาะအဲ့တော့ပြောတဲ့အခါမှာလည်း s အတန်လေးပါရမယ်ပေါ့နော် for example he drives he walks he does ဆိုပြီးတော့ s အတန်လေးပါအောင်ပြောပြဖို့လိုပါတယ် so present simple ကို to talk about things in general ပုံမှန်ဖြစ်နေတဲ့ကိစ္စတွေသုံးတဲ့အခါမှာသုံးတယ် to say that something happens all the time အချိန်တိုင်းဖြစ်တဲ့ကိစ္စဒါမှမဟုတ်ရင် repeatedly ထပ်ခါလုပ်တဲ့ကိစ္စပေါ့နော် habitual actions လို့လည်းခေါ်တယ်နောက်တစ်ခုက something is true in general ပုံမှန်အဖြစ်မှန်ကန်တဲ့ကိစ္စတွေမှာ present simple ကိုသုံးပါတယ် let's look at examples nurses look after patients in hospitals nurse တွေက hospitals မှာ patients တွေကိုကြည့်ရှုစောင့်ရှောက်ရတယ် nurse တွေရဲ့ပုံမှန်လုပ်ကလူနာတွေကိုကြည့်ရှုစောင့်ရှောက်ဖို့လေအဲ့အတွက်ကြောင့် look ဆိုပြီးတော့ present simple ကိုသုံးထားတယ် I usually go away at weekends Saturday Sunday တွေဆိုရင်ငါကခရီးဝေးသွားလေးရှိတယ်ဒါကငါလုပ်နေကြကိစ္စဖြစ်တဲ့အတွက်ကြောင့် present simple ကိုသုံးပါတယ် The earth goes round the sun ကမ္ဘာကြီးကနေကိုလှည့်ပတ်နေတယ် It is something's true in generally universal truth လို့လည်းပြောလို့ရတယ်အများနဲ့မှန်ကန်တဲ့ဖြစ်ရပ်တွေပေါ့နော် The cafe opens at 7:30 in the morning coffee ဆိုင်ကမနက်ပိုင်းဆိုရင်9:00နာရီခွဲမှာဖွင့်တယ်ဖွင့်နေကြအချိန်ပေါ့နော်အဲ့ဒါကိုပြောဖို့အတွက် present simple သုံးထားပါတယ် The cafe the art ဒီ subject တွေက singular ဖြစ်တဲ့အတွက်ကြောင့် verb ဒီမှာ s တွေထည့်ပြီးတော့သုံးရတာပေါ့နော် I walk but he walks subject နဲ့ကိဆိုရင်တော့ s ပါမှရမယ် They teach but my sister teaches You go but it goes I have but he has ဒါကတော့ subject အနည်းကိန်းနဲ့အများကိန်းနဲ့ကို compare လုပ်ပြထားတာပေါ့နော် So to make questions and negative sentencesအဲ့တော့ present simple ကို question လုပ်ချင်တယ် negative sentence လုပ်ချင်တယ်ဆိုရင် helping verb လုပ်ပါတယ်ဘာ helping verb တွေကိုသုံးအောင်လဲ do or does okay do or does ကိုသုံးပြီးတော့ present simple ကို question လုပ်လို့ရတယ် negative လုပ်လို့ရပါတယ် question လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီ do or does ကို subject ရဲ့အရှိမှာထားပြီးမယ် do or does subject verb အဲ့လိုပုံစံနဲ့သုံးရမယ် do က for subject I we you they plural subject တွေအတွက် does ကတော့he she it ဆိုတဲ့ singular subject တွေသုံးတယ်နောက်မှာပါတဲ့ verb တွေကတော့ infinitive ပေါ့နော်မူရင်း verb တွေကိုသုံးပေးရမယ် negative လုပ်ဖို့ဆိုရင်တော့အဲ့ဒီ do or does မှာ not လေးပေါင်းပြီးတော့ do not does not don't doesn't အဲ့လိုသုံးပြီးတော့ negative ပြောင်းရမယ် let's check example sentences I come from Canada where do you come from ငါက Canada လာတာမင်းဘယ်ကလာတာWhere do you come from ရဲ့အဓိပ္ပာယ် I come from ရဲ့အဓိပ္ပာယ်လာတယ်ဆိုတာတဲ့ကိုယ့်ရဲ့ဒီမွေးရဇာတိကိုပြောချင်တာပေါ့နော်အဲ့တော့ I come from Canada ဆိုတော့ငါက Canada ငါရဲ့ဇာတိအဲ့ရနေဒီကိုလာတာအဲ့လိုအဓိပ္ပာယ် Where do you come from မင်းရဲ့ဇာတိကဘယ်ရလဲလို့မေးချင်တာပါ Where do you come from Okay အဲ့တော့ကိုကနိုင်ငံသားတယောက်တွေ့လို့ရှိရင်လည်းမင်းဘယ်ရလဲနော်ဘယ်မင်းဘယ်ဇာတိလဲလို့မေးချင်တယ်ဆိုရင် Where do you come from အဲ့လိုသုံးလို့ရတယ်ဒါမှမဟုတ်ရင် Where are you from လို့လည်းမေးလို့ရပါတယ် I don't go away very often ငါတော့တော်တော်များများတော့ခရီးဝေးသွားလေမရှိပါဘူးတဲ့ What does this word mean ဒီစကားလုံးကဘာအဓိပ္ပာယ်လဲ this word က singular မဟုတ်လို့ does ကိုသုံးပြီးတော့ What does this word mean question word တွေကတော့ကိုမေးချင်တဲ့မေးခွန်းပေါ်မူတည်ပြီးတော့ what or why or when or where ဒါတွေကိုကိုကပြောင်းပြီးတော့သုံးပေါ့နော် Rice doesn't grow in cold climates ဆန်စပါးကိုအေးတဲ့ရာသီဥတုတွေမှာစိုက်လို့မရဘူးတဲ့เนาะအဲ့ဒါကလည်း general truth ပဲပေါ့နော်အဲ့တော့ right
rights က uncountable နော် uncountable ဆိုတာရေတွက်လို့မရတဲ့ uncountable တွေကအမြဲတမ်း singular subject အနေနဲ့ပဲလူတွေကယူဆရမယ်အဲ့ဒီအတွက်ကြောင့် doesn't ကိုသုံးထားတာပေါ့နော် doesn't grow in cold climates okay အဲ့တော့ do တွေ does တွေကို helping verb အနေနဲ့သုံးရတယ်လို့မျိုးတစ်ခါတရံမှာဆိုရင်တော့အဲ့ဒီ do or does က main verb အနေနဲ့သုံးထားတာလည်းရှိတယ်ဒီ sentence တွေထဲမှာဆိုရင် do ကို main verb အနေနဲ့သုံးထားတာပေါ့နော် in the following examples do is also the main verb what do you do မင်းကဘာလုပ်တာလဲအဲ့ဒီအဓိပ္ပာယ်ကဘာလဲ what do you do ဆိုတာ what's your job လို့မေးတာနဲ့တူတူပါပဲမင်းကဘာလုပ်တာလဲလို့မေးတာပါ I work in a shop he's always so lazy he doesn't do anything to help သူကလေအမြဲတမ်းပဲအရင်ပြင်းတာဘာမှအကူအညီမရဘူးပေါ့နော်ဘာမှမလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ main verb အနေနဲ့ do ကိုသုံးထားတာပေါ့နော်အဲ့တော့ do or does ဒီhelping verb အနေနဲ့ပဲသုံးရတာမဟုတ်ဘူးပေါ့နော်တစ်ခါတရံမှာ main verb အနေနဲ့လည်းသုံးရပါတယ်do the dishes တို့ do laundry တို့အဲ့လိုမျိုးတွေပေါ့နော် do exercise တို့ပေါ့ okay နောက်တစ်ခုက present simple ကို to say how often we do things ငါတို့တွေဘယ်နှကြိမ်လောက်လုပ်ဖြစ်လဲဆိုတဲ့ကိစ္စကိုပြောတဲ့အခါမှာလည်း present simple ကိုသုံးတယ်ဥပမာတစ်လားတစ်ချိန်လားเนาะတစ်ပတ်ကို2ရက်သွားတာလားဒီလိုမျိုးပြောတဲ့အချိန်မျိုးပေါ့နော် for example I get up at 8 o'clock every morning လို့ပြောလိုက်တာလေမနက်တိုင်း8နာရီမှာအိမ်ထားတယ်ဆိုတော့ how often do you get up at 8 o'clock every morning how often do you go to the dentist သွားဆရာဝန်စီကိုမင်းဘယ်နှကြိမ်လောက်သွားဖြစ်လဲဒီလိုမေးတာပေါ့ဒါဆိုရင်ဥပမာကိုကသွားဆရာဝန်စီကိုတစ်နှစ်တစ်ခါသွားတယ်ဆိုရင် once a year တကယ်လို့တစ်နှစ်မှာ2ခါသွားတယ်ဆိုရင်တော့ twice a year အဲ့လိုမျိုးဖြေရမှာပေါ့နော် Julie doesn't drink tea very often Julia မကြာခဏလက်ဖက်ရည်ကိုမတောက်ဘူးတစ်ခါတရံမှတောက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Robert usually goes away 2 or 3 times a year အဲ့တော့ Robert ကခရီးဝေးသွားလေးရှိတယ်တစ်နှစ်မှာဆိုရင်2ကြိမ်3ကြိမ်လောက်သွားတယ်ပေါ့နော်အဲ့တော့ဘယ်နှကြိမ်လောက်လုပ်ဖြစ်တယ်ဘယ်နှကြိမ်လောက်လုပ်ဖြစ်လဲအဲ့ဒီအချိန်မျိုးမေးတဲ့အခါပြောတဲ့အခါမှာလည်း present simple ကိုသုံးပါတယ် okay the last part ကတော့ဂတိပေးတာတို့နော်အကြံပြုတာတို့အဲ့ဒီ verb တွေအတွက်လည်း for one ကိုပဲအမြဲတမ်းသုံးထားရှိပါတယ် I promise I won't be late ငါနောက်ကျစေရဘူးလို့ဂတိပေးတယ်အဲ့ဒါကိုငါဂတိပေးနေတယ်ဆိုပြီးတော့ I'm promising ဆိုပြီးဘယ်တော့မှသုံးထားမရှိဘူးပေါ့နော် promise တို့ suggest တို့လိုမျိုး verb တွေကြတော့သူက state verb လို့ခေါ်တာပေါ့စတိုက်ဖြစ်နေတဲ့သဘောမရှိဘူးပေါ့နော်တို့တွေရဲ့ thoughts တွေ emotions တွေနဲ့ဆိုင်တဲ့ verb တွေပေါ့ပြောရမယ်ဆိုရင်နော်အတွေးနဲ့ဆိုင်နေပြီးလို့ရှိရင်ဒီထင်လိုက်တာမျိုးဂတိပေးလိုက်တယ်အဲ့ဒါတွေကကြောင့်ထိတွေ့ကြံတွေ့လို့လည်းမရဘူးမြင်လည်းမမြင်နိုင်ဘူးပေါ့နော်အဲ့ဒါတွေကို state verb လို့ခေါ်တယ်ဘယ်တော့မှ I ညမသုံးဘူးပေါ့နော် What do you suggest to do မင်းဘာလုပ်ဖို့အကြံပြုတာလဲ I suggest that you should go to the doctor လား you should study harder လားနော်တစ်ခုခုကိုအကြံပေးတာပေါ့ so in the same way အဲ့လိုပဲI apologizeတောင်းပန်တယ် I advise အကြံပြုတယ် I insist အခိုင်အမာပြောတယ်နော်တောင်းဆိုတယ် I agree သဘောတူတယ် I refuse ငါညင်းတယ်ငါသဘောမတူဘူးဒီ verb တွေကိုသုံးတဲ့အခါမှာပုံမှန်အဖြစ်ပေါ့နော် present simple ကိုသုံးလို့ရှိပါတယ် okay ဆိုတော့ဒီနေ့မှာ present simple လေးကိုဘယ်လိုအခြေအနေမှာသုံးလဲပထမဆုံးအချက်ကလုပ်နေကြကိစ္စတွေဖြစ်နေကြကိစ္စတွေအလုံးနဲ့ပတ်သက်တဲ့ပုံမှန်လုပ်နေကြကိစ္စတွေပြောတဲ့အခါမှာpresent simple ကိုသုံးတယ်နောက်တစ်ခုက general truth ပေါ့နော်အမြဲတမ်းမှန်ကန်တဲ့ဖြစ်ရပ်ကိုသုံးတဲ့အခါမှာလည်း present simple ကိုသုံးတယ်နောက်တစ်ခုက habitual action ဆိုတာကိုယ့်ရဲ့လုပ်လိမ့်ထားရှိတဲ့အချင်း repeatedly လုပ်တဲ့ထပ်ခါလုပ်လိမ့်ထားရှိတဲ့ကိစ္စတွေမှာ present simple ကိုသုံးပါတယ်ဘယ်နှကြိမ်လောက်လုပ်လိမ့်ထားရှိလဲဆိုတော့ how often နဲ့လည်း present simple ကိုသုံးတယ် present simple ရဲ့အသုံးလေးသိသွားပြီဆိုရင်တော့ဒီ exercise လေးတွေကိုလုပ်ကြည့်ရအောင်နော်ဒါကဘာအတွက်သုံးတာလဲဘယ်လိုအခြေအနေအတွက်သုံးတာလဲဆိုတာတစ်ချက်လောက်လူတွေ categorize လုပ်ကြည့်ရအောင်ပေါ့နော် Tanya speaks German very well Tanya က German လိုကိုကောင်းပြောတယ်အဲဆိုဒါသူ့ရဲ့မှန်ကန်တဲ့အကြောင်းပါပေါ့နော် Ben and Jack to the same school ဆိုပါထည့်မယ်သိကြတယ် go ပေါ့နော် ES လို့လားမလို့နော် Ben and Jack က2ယောက်လေ but driving ဘာဖြစ်မလဲ many accidents ဖြစ်စေတယ် causes but driving causes many accidents တွေအများကြီးဖြစ်စေပါတယ်ဒါက generally မှန်တယ်ပေါ့နော် the museum at 4 o'clock on Sundays တိုင်းမှာ museum က4နာရီမှာပိတ်တယ်ဆိုတော့ the museum က singular subject အတွက်ကြောင့် closes the museum closes at 4 o'clock on Sundays my parents in a very small flat ဆိုတော့အရန်ကိုငယ်တဲ့တိုက်ခန်းမှာပါဖြစ်လေနေထိုင်တယ်
My parents got plural subjects so we don't need as just live. The Olympic Games take place ဆိုတာကျင်းပတာပါ every 4 years 4 နှစ်တစ်ကြိမ်ကျင်းပါတယ်ဒါကြတော့ how often အတွက်ပေါ့နော်the Panama Canal ကတဲ့ Atlantic နဲ့ Pacific Oceans ကို connect လုပ်ပေးထားတယ်เนาะအဲ့ဒါကလည်း general truth ပဲဆိုတော့ Panama Canal ကတစ်ခုတည်းဆိုတော့တို့တွေက connect မှာ as ထည့်ပေးရနော် ဒီ exercise လေးမှာတော့ negative ရယ် question ရယ်လုပ်ပေးရမှာပေါ့နော်ဆိုတော့ Julia doesn't drink tea very often what about number 2 what time ဒါ question ဖြစ်တဲ့အတွက်ကြောင့် subject ရဲ့ရှေ့မှာ do or does ကိုသုံးပေးရမယ် the banks က plural ဆိုတော့ဘာသုံးပါလဲ do ပေါ့နော် what time do the banks close here what about number 3 I have a car but I negative သုံးမယ် I ဆိုတော့ don't ပေါ့ don't use it much where does Maria come from where does Maria come from is she Spanish number 5 is what do you do what do you do Daga what's your job လို့မေးတာနဲ့တူပါတယ် I'm an electrician look at this sentence what this word got only one word ဖြစ်တဲ့အတွက်ကြောင့် what does this word mean what does this word mean David isn't very fit သိမကြမ်းမအောင်ပေါ့နော်ဘာလို့လဲ he doesn't do any sport he doesn't do any sport number 8 it so take my as ပါမယ် it takes me ဆိုတာကြာတယ်လို့ပြော and it takes me an hour တနာရီကြာတယ် to get to work in the morning တပိုင်းလုံးရောက်ဖို့ကြာတယ် how long မင်းရောဘယ်လောက်ကြာလဲငါကတော့တနာရီကြာတယ်မင်းရောဘယ်လောက်ကြာလဲ how long does it take you မင်းရောဘယ်လောက်ကြာလဲအဲ့တော့အချိန်ကြာတာကို take နဲ့သုံးပါတယ် complete the sentences using these verbs sometimes you need the negative အဲ့တော့ကိုကနည်းနည်းစဉ်းစားရမယ်ပေါ့နော်positive လား negative လားလဲစဉ်းစားရမယ်ပြီးလို့ရှိရင်ဒီ verb လေးတွေကိုလည်းသင်တော့ကိုထည့်ပေးရမယ် so thanks for watching see you in the next video bye have a nice day